ဒါတောင်းတော့ထောက်ခံဝယ်ဖြစ်ပါတယ်ဗျာရန်ကုန်မြို့မှာကျင်းပနေတာပါဒါကျွန်တော်တွေ့ရလက်တလောကတော့လူရတော်တော်များပါတယ်ဗျာလူရတော်တော်များပါတယ်လက်တလောကျွန်တော်တွေ့ရတာကတော့ဒါတစ်ဖက်မှာလဲဒါတမုံတီးပြီးတော့တမုံတီးချင်းဟွန်တီးချင်းနဲ့ကန့်ကွက်မှုတွေလဲကြားရတယ်ခင်ဗျာဒါတချို့ဆိုဒါတမုံတန်နေတီးနေတာလဲတွေ့ရပါကြားပါတယ်ဒါအနည်းဆုံးဆိုရင်ဆုရစေးတော့ဗောလေဒါဆုရစေးတော့အနီးမှာတမတော်ထောက်ခံပွဲဒါကျင်းပနေတာဖြစ်ပါတယ်လူရင်ကတော့တော်တော်များပါတယ်ဗျာနော်ပြီးတော့ဒီလုံခြုံရေးတပ်ဖွဲ့တွေကလည်းဒါလုံခြုံရေးအပြည့်ရှုပေးထားပါတယ်အဲ့တော့ကျွန်တော်တို့နဲ့တူလိုက်ပါပြီးကြည့်ပါဦးဗျကျွန်တော်ဆက်သွားပါအောင်မယ်ဒါတော်တော်များပါတယ်ဗျာနော်ကျွန်တော်နောက်မှာဟိုအများကြီးကြံခဲ့တယ်ဒါဘေးမှာလည်းဒါတမတော်ကိုထောက်ခံတဲ့သူတွေလည်းဒါတွေ့ရပါတယ်ဒါတစ်ဖက်မှာလည်းဒါတမုံတီးပြီးတော့ဗောလေတမုံတီးအတန်အောင်လည်းကြားပါတယ်ဒါရန်ကုန်မြို့မှာကျင်းပတဲ့တမတော်ထောက်ခံပွဲကအခုကျင်းပတဲ့တမတော်ထောက်ခံပွဲကလူရအများဆုံးနဲ့ဒါအစီကားဆုံးလို့ပြောရင်လည်းမမှားပါဘူးညာဒါကျွန်တော်တို့တွေ့ခဲ့တဲ့မြင်ခဲ့တဲ့သတင်းတွေလာယူခဲ့တဲ့တမတော်ထောက်ခံပွဲမှာဆိုရင်ဒီတမတော်ထောက်ခံပွဲကလူရအများဆုံးနဲ့ဒါကျင်းပတာတွေ့ရပါတယ်ဒါတစ်ဖက်မှာလည်းဒီထောက်ခံပွဲကိုကန့်ကွက်တဲ့ဒီတမုံတီးရဲ့အတန်တွေပေါ့လေတမုံတီးနေတဲ့အတန်တွေလည်းကျွန်တော်ကြားနေရပါတယ်ဗျာနော်ဒါကကျွန်တော်ကြားနေမြင်နေတွေ့နေရတဲ့ဖြစ်စဉ်တွေကိုပြောပြနေခြင်းဖြစ်ပါတယ်ဒါတော့ဒီနေရာမှာတော့ထောက်ခံသူတွေဝေဖန်သူတွေဒါစုညံနေတဲ့နေရာလို့လည်းပြောလို့ရပါတယ်ဗျာနော်ဒါတော့ထောက်ခံပွဲလူရတော်တော်များပါတယ်ဗျာနော်ဒါလုံခြုံရေးတပ်ဖွဲ့တွေကအပြည့်ဒါအပြည့်တောင်းယူပေးတာတွေ့ရပါတယ်အဲ့တော့အားလုံးမြင်အောင်ကျွန်တော်ဂုံးပေါ်တက်ကြည့်မယ်ဗျာနော်အားလုံးတော့ဂုံးပေါ်ပြမယ်ဗျာတော်တော်များပါတယ်ဗျာနော်အားလုံးကြားတယ်တမုံတီးရဲ့အတန်တွေကလည်းဒါကြားနေရပါတယ်ဗျာတမုံတီးရဲ့အတန်တွေကြားရမယ်တမတော်ထောက်ခံပွဲအတန်တွေကြားရမယ်ဗျာဒါတော်ဆူညံပါတယ်ဗျာနော်ဒါအင်အားစုတွေအပြိုင်ပေါ့ဗျာဒါတစ်ဖက်မှာလည်းဒါတမုံတွေတီးနေပါတယ်ဗျာနော်တစ်ဖက်ကလည်းတမတော်သချင်းတွေဆူညံနေပါတယ်အားလုံးကြားတဲ့အတိုင်းပါပဲ
အားလုံးကြားတဲ့အတိုင်းပါပဲဗျာနော်တစ်ဖက်မှာလည်းကျွန်တော်ဒီတပ်မတော်ကန့်ကွက်တဲ့အတန်းတွေတပ်မတော်ထောက်ခံတဲ့အတန်းတွေကတော်တော်လေးကိုပလောင်ဆူနေပါဗျာနော်တပ်မတော်ထောက်ခံသူတွေကန့်ကွက်သူတွေနှစ်ဖက်အချင်းများနေပါဗျာနော်အပြင်မှာတော့အင်းရတော့တော်များပါလေဗျတစ်ဖက်မှာလည်းကောင်းကွက်သူတွေကောင်းကွက်သူအတန်းနဲ့ဆူညံသူတို့ထောက်ခံတဲ့ဘက်ကလည်းဆူညံနေပါလေဗျကျွန်တော်ဟိုဘက်ကဆက်လိုက်ပြအောင်ဗျာနော်အခုဒါတို့ဒါတစ်ဖက်မှာလည်းတပ်မတော်ထောက်ခံတဲ့အတန်းတွေတစ်ဖက်မှာလည်းတပ်မတော်ကန့်ကွက်တဲ့အမူအရာတွေနဲ့လှုပ်ရှားနေတာတွေ့ရပါတယ်ဗျဒါတော်များပါတယ်ဗျတပ်မတော်ထောက်ခံပွဲကဒါကျွန်တော်တို့ပြီးခဲ့တဲ့မြင်ကွင်းမှာဆိုရင်လက်ရှိထောက်ခံပွဲတော့တစ်ခါမှမများခဲ့ပါဘူးဗျဒီထောက်ခံပွဲကအများဆုံးလို့လည်းပြောလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်ပါမယ်ဗျာနော်ကျွန်တော်တို့တို့ရတူလိုက်ပါကြည့်ပါမယ်ဗျအားလုံးမြင်ရတဲ့အတိုင်းပါပဲအဲ့တော့ကျွန်တော်တို့သူတို့အတူလိုက်ပါကြည့်ပါဗျာတပ်မတော်ထောက်ခံပွဲကဒါတစ်ဖက်မှာလည်းဒါတမုံတီဗီကန်ခွဲတဲ့အတန်းတွေဒါတစ်ဖက်မှာလည်း
ဒါထောက်ခံတဲ့အတန်နေနဲ့ဒါဆုလေအနီးတစ်ဝိုင်းမှာတော့အတန်တွေပြောင်းလွှင့်နေပါလေဗျာနော်အဲ့တော့ကျွန်တော်တို့ဆက်သွားကြည့်မှာဗျသူတို့နဲ့အတူအားလုံးဒါတွေ့ရတဲ့အတိုင်းပါပဲလက်ရှိတပ်မတော်ထောက်ခံပွဲတော့အခုတစ်ဖက်မှာလည်းကန့်ကွက်သူတွေထောက်ခံသူတွေနှစ်ဘက်ပြည်ပကမဖြစ်ဖို့လုံခြုံရေးတပ်ဖွဲ့တွေကတော့လုံခြုံရေးတပ်ဖွဲ့တွေချပြီးအများကြီးလုံခြုံရေးတပ်ဖွဲ့တွေအများကြီးအသုံးပြုတာတွေ့ရပါတယ်ဒါဒီကတွေ့တဲ့တပ်မတော်ထောက်ခံပွဲကအဲ့တော့ကျွန်တော်ဆက်ကြည့်ပါမယ်ဒါလူရတော်တော်များပါတယ်ဗျာနော်အားလုံးများအတိုင်းပါပဲဒါရန်ကုန်မြို့ကကျင်းပနေတဲ့ဒါရန်ကုန်မြို့ကကျင်းပနေတဲ့တော့ထောက်ခံပွဲဖြစ်ပါတယ်ဗျာနော်ဒါအင်အားတော့တော်တော်များပါတယ်ဗျအင်အားတော်တော်များတယ်မြင်ကွင်းပါ